2026 ခုနှစ် ဇန်နဝါရီလ 25 ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း 3 ကို ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ညောင်လုံးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငတိုင်းချောင်းမြို့များရှိ ပြည်သူများက သက်ဆိုင်ရာမဲရုံအသီးသီးတွင် စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရပါသည်။ သက်ဆိုင်ရာမဲရုံများတွင် မဲရုံမဖွင့်လှစ်မီ နံနက် 5 နာရီမှစတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ မဲပေးပြီး အမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအား ပြသခြင်း၊ လုံခြုံရေးကြိုးစနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် 6 နာရီအချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေညာခဲ့ကြပါသည်။ ထိုသို့ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ မဲရုံအသီးသီး၌ ပြည်သူများလာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရပါသည်။ ဒီသတင်းကိုတော့ မြို့နယ်အသီးသီးရှိ ပြန်ဆက်ဦးစီးဌာနမှ တာဝန်ရှိသူများက ပေးပို့ထားတာပဲဖြစ်ပါတယ်